နောက်ပိုင်းကျွန်တော်ဒီကလပ်မီတာတွေဈေးများလာတော့ဗျာကျွန်တော်ဒီဈေးကွက်ထဲမှာတုံးလို့လဲကောင်းမဲ့ကလပ်မီတာပေါ့နော်ဈေးနှုန်းလဲတင့်တယ်တုံးလို့လဲကောင်းတဲ့ကလပ်မီတာလေးတစ်လုံးကျွန်တော်ရှာထားတယ်သူကဒီ A9 တစ်စိတ်ထဲက model နံပါတ်ကတော့ PN200 သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ AC ရော DC ရောကိုကျွန်တော်တို့ current တိုင်းလို့ရမယ်ဆိုတော့ကျွန်တော် DIY ဓမ္မတွေအတွက်ကောကျွန်တော် MME ဓမ္မတွေအတွက်ကောအဆင်ပြေရဆိုတော့ကျွန်တော်ဒီနေ့ဒါလေးကိုကျွန်တော်ဖွင့်ပြပေးမယ်ပြီးရင်ကျွန်တော်ဘယ်လိုတိုင်းရမလဲဆိုတာလေးလည်းကျွန်တော်ပြပေးမယ်အဲဆိုရင်ကျွန်တော်တို့စားလိုက်ကြအောင်ပထမဆုံးဒီကောင်ဘာတွေတိုင်းလို့ရမလဲဆိုတော့ကျွန်တော်ဒီ AC current ရော DC current ရောရမယ်ပေါ့နော်ဒီမှာပြီးတော့ဒီမှာ AC voltage DC voltage တူလဲနှစ်ခုရမယ်ဗျပြီးတော့ဒီမှာ dyne အုပ်ရမယ်ပြီးတော့ဒီမှာ resistance လည်းရမယ်ဗျပြီးတော့ဒီမှာ capacitance ရမယ်ပြီးတော့ဒါ on off ပြီးပေါ့နော်သူကအတန်ပါတယ်လို့ပြောတာဗျဒီဟိုပါပေါ့နော် continuity ကိုပေါ့တိုင်းတဲ့ဟာဒီအတန်မီမယ်ပေါ့နော်ပြီးတော့ဒီမှာ frequency ရမယ်ပြီးတော့ဒီမှာ MCV လို့ခေါ်တဲ့ဒီnon content voltage ပေါ့နော်ဒီ electric ပစ္စည်းနာတွိုင်းရဒီအတန် TTT နဲ့မီရဲ့ function ပေါ့နော်အဲ့ဒါလေးလည်းပါရင်ဗျဆိုတော့ကျွန်တော်ဒါလေးကျွန်တော်အရင်ဖွင့်ပြပေးလိုက်မယ်ဗျကျွန်တော်တို့ဖွင့်ကြည့်မယ်ဆိုရင်တော့ဘာတွေပါမလဲဆိုတော့ဒါက 2A ပေါ့နော်အဲ့ထဲမှာတော့ဒီမှာ user manual ပုံပေါ့နော် Chinese ကော English ကောနှစ်ခုပါမယ်ဒါတော့2ရဲ့မီတာပုံစံကျွန်တော်ဒီမှာတော့ proton ပေါ့နော် proton လဲဒီမှာကျွန်တော်တို့တက်ရက်ရလေးပါပဲအရှိမှာအစွတ်တွေပါနေဆိုတော့ကျွန်တော်တို့စတိုင်းကိုကျွန်တော်ဒီ plot တန်လေးထည့်လိုက်မယ်ဒီကောင်းကတော့အနက်ပေါ့နော်ဒီမှာဆိုရင်အနီးအောင်အနီးဖြုတ်လိုက်ကျွန်တော် DC board တွေကိုစတိုင်းပြီဗျာ DC board တွေတိုင်းဖို့ကျွန်တော်မှဒီ lead acid O တွေရှိမယ်ဗျ12 volt ပေါ့နော် 9H ဒါလေးကျွန်တော်တိုင်းပြပေးမယ်ကျွန်တော်တို့ဒီစတိုင်းမယ်ဆိုတော့ကျွန်တော် DC board တွေပေါ့နော် DC board တွေဆိုတော့ဒီမှာ AC ကတော့ဒီမှာ line လေးနဲ့ပါတယ်ဒီမှာကတော့ DC ပေါ့နော် DC တင်ကြတာကိုကျွန်တော်တို့ဒီ selector switch တွေကိုကျွန်တော်အရင်ရွှေ့လိုက်မယ်အဲဆိုရင်ကျွန်တော်တိုင်းလို့ရပြီဆိုတော့ဒီကျွန်တော်တို့အပေါင်းတို့ပေါ့နော်အပေါင်းတို့ကိုကျွန်တော်ထောက်လိုက်မယ်ဆိုတော့မြင်ရလားမသိဘူးဆိုတော့ကျွန်တော် board တွေကတော့ဒါ 12.8 volt ပေါ့နော် 12.8 volt ဒီလို SAO တွေကကျွန်တော်73 volt လောက်ဆိုရင်ဒါအားအပြည့်ရှိရလို့ဆိုနိုင်တယ်ဗျဆိုတော့ကျွန်တော် O ကမနေ့ကမှအားတွင်းထားဆိုတော့ကျွန်တော်12.8ဆိုတော့ဒါအားရာခိုင်နှုန်း100နီးနီးရှိရပေါ့နော်ဒါကကျွန်တော်ဒါ DC တိုင်းတာပါနောက်တစ်ခုကကျွန်တော်တို့ဒီ AC board တွေပေါ့နော် AC board တွေကျွန်တော်တိုင်းပြမယ် AC board တွေတိုင်းမယ်ဆိုရင်တော့ US selector switch လေးကိုကျွန်တော်ဒီမှာ board ပေါ့နော် board AC ဆိုတဲ့တင်ကြတာလေးကိုကျွန်တော်ရွှေ့လိုက်မယ်အရင်ရွှေ့လိုက်ရင်ကျွန်တော်စတိုင်းလို့ရပြီဆိုတော့ဒါ EPC ကလာပြီပေါ့နော်ဒီ socket ထဲမှာကျွန်တော်ထည့်လိုက်မယ်ဒီမှာဆိုရင်တော့ကျွန်တော် AC board တွေတိုင်းတာ139 volt ပေါ့နော်ဒါကျွန်တော်မြန်မာနိုင်ငံရဲ့ 4R က AC single phase မှာဆိုရင်130ရှိတယ်ဒါဆိုတော့ကျွန်တော်ညီးဆက်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ resistant ပေါ့နော် resistant တိုင်းမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ resistor လေးရှိရကျွန်တော်ဒီမှာအဲ့လေးတိုင်းပြမယ်ကျွန်တော်ဆိုတော့ကျွန်တော်ဒီ selector switch ကိုဒီမှာသူကတော့ဒီမှာ function ကအစုံပေါ့နော်ဒီမှာ resistor ရော capacitor ရော diode ရော continuity ရော၄ခုကဒီထဲမှာပါတယ်ဆိုတော့ကျွန်တော်ဒီကိုရွှေ့လိုက်မယ်ရွှေ့ပြီးရင်ကျွန်တော်တို့ကဒီ set ပေါ့နော် set ဆိုတာရွေးရမှာကျွန်တော်အခုတိုင်းမှာ resistance ဆိုတော့ကျွန်တော်တို့ဒီအုံမို့တော့ရွေးရမှာပေါ့နော်ဒီမှာတော့အုံပေါ့နော်ဒါထပ်ရွှေ့လိုက်မယ်ဆိုရင်ဒါတော့ diodeဒီမှာတော့ဒါ continuity ဒီမှာအတန်ပုံလေးပါလာဆိုတော့ဒါကတော့ microfarad ပေါ့နော် farad ဆိုတော့ဒီက capacitor ဆိုတော့ကျွန်တော် resistance ဆိုတော့ကျွန်တော်ပထမပြတဲ့ဟာပဲအဲ့လေးကျွန်တော်ရွှေ့လိုက်မယ်ရွှေ့ကျွန်တော်တိုင်းလိုက်မယ်ကျွန်တော်တို့ကဒီ resistor တွေတိုင်းတဲ့အခါမှာပေါ့နော်ဒီလိုလက်နဲ့တွားထိပြီးတိုင်းမယ်ဆိုရင်ကျွန်တော်ဒီခန္ဓာကိုယ်ကကျွန်တော်တို့ resistance တွေကြောင့်ဒီအုံတန်မို့ပြောင်းလဲပြလိုက်တယ်ဆိုတော့ကျွန်တော်လက်နဲ့မထိပဲねပေါ့နော်ဒီမှာကျွန်တော်ဒီမှာလက်တာလေးပဲရှိရဆိုတော့ကျွန်တော်ဒီလိုချိတ်လေးကွင်းလေးလုပ်ပြီးမှကျွန်တော်တိုင်းကြည့်လိုက်မယ်ဆိုတော့ဒီကောင်ကမြင်ရလားမသိ20ကီလိုအုံးပေါ့နော်တူတန်ဖိုးကဒါက20ကီလိုအုံး resistor ပါဒါဆိုရင်တူတန်ဖိုးအနည်းဆက်ဆုံးထွက်ပါတယ်ဗျနောက်တစ်ခုကဒီကောင်ကတော့30ကီလိုအုံးဖြစ်မှထင်တယ်ဗျဆိုတော့ကျွန်တော်တိုင်းကြည့်လိုက်မယ်အဲ့ဒါလည်းခန္ဓာကိုယ်နဲ့မထိဘဲနဲ့ဒီဝဲလှုပ်လိုက်မယ်ဆိုတော့ဒီကောင်က30ကီလိုဟုတ်ပါတယ်29ကီလိုအုံးပေါ့နော်ဒါလည်းအနည်းဆက်ဆုံးထွက်ပါတယ်ဗျနောက်တစ်ခုကကျွန်တော်ဒီ diode လေးကိုတိုင်းပြမယ်ဗျ diode တိုင်းမယ်ဆိုရင်လည်းကျွန်တော်ခုနလိုပဲကျွန်တော်လက်နဲ့မထိတာဘူးကောင်းပါတယ်ဆိုတော့ကျွန်တော်တို့က diode တိုင်းမယ်ဆိုရင်ကျွန်တော်တို့ကတစ်ဖက်ကဘိုးတက်ရမှာပေါ့နော်တစ်ဖက်ကတော့ဒီ over limit ပြရမယ်အဲ့ဒါမှ diode ကောင်းမှာဆိုတော့ကျွန်တော်ဒီ forward ပေါ့နော် forward ကိုတိုင်းမယ်ဆိုတော့ဒီ
ဒီဘက်ခဲပတ်ထားတဲ့ဟာကဒါဒီကအနုပ်ပေါ့နော်ဒီဘက်ကအနီပေါ့နော်ဒီခဲမပတ်ထားတဲ့ဘက်ကအနီအောင်ဆိုတော့ကျွန်တော်ဒီ plus ကိုဒီအနီမှာထားလိုက်မယ်ပြီးတော့ဒီ minus ကိုကျွန်တော်ခဲပတ်ထားတဲ့ဘက်ကိုအနက်မှာထားလိုက်မယ်ပေါ့နော်အဲ့မှာကျွန်တော်ဘိုးရိတ်တန်ကိုတစ်ခုတက်လိုက်မယ်ဗျာဒီမှာဆိုရင်ကျွန်တော်တို့ 0.5 ပို့ပေါ့နော်အဲ့ဒါတက်တယ်ဆိုတော့ကျွန်တော် forward ကတိုင်းပြီးပြီဆိုတော့ reverse ဆိုရင်ကျွန်တော်ဒါကိုပြန်လန်လိုက်မယ်အနီကိုဒီမှာအနုပ်မှာထားလိုက်မယ်ဒီခဲပတ်ထားတဲ့ဘက်ပေါ့နော်အမဲကိုခဲမပတ်တဲ့ဘက်မှာထားလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ OL လို့ပြရမယ်ပေါ့နော် over limit ဖြစ်နေဆိုတော့ဒီဒိုင်အုပ်ကကျွန်တော်ကောင်းတယ်လို့ဆိုလို့ရတယ်သူကတစ်ဖက်ပွင့်တယ်တစ်ဖက်မပွင့်ဘူးပေါ့နော်ကျွန်တော်တို့ဘယ်လိုအချိန်ဒီမှာဒီဒိုင်အုပ်ကမကောင်းဘူးလို့ပြောလို့ရလဲဆိုရင်ကျွန်တော်တို့ကနှစ်ဖက်စလုံးပေါ့နော်ခုနတစ်ဖက်မှာ body ပြရတယ်တစ်ဖက်မှာ OL ပြရတယ်ပေါ့နော်နှစ်ဖက်စလုံးကျွန်တော်တို့က OL ပြနေတယ်ဆိုရင်ဒီဒိုင်အုပ်ကကျွန်တော်တို့ open ပေါ့နော်ပွင့်နေတယ်လို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့နှစ်ဖက်စလုံးတိုင်းတဲ့အခါမှာပေါ့နော်ဟိုဘက်ကောဒီဘက်ကောလက်တိုင်းလိုက်လို့ကျွန်တော်တို့ဒီ continuity ပုံစံအတန်မီနေတယ်ဒါမှမဟုတ်0 volt ပြနေမယ်ဆိုရင်ဒီဒိုင်အုပ်ကကျွန်တော်တို့ short ဖြစ်နေတယ်လို့ကျွန်တော်ယူဆလို့ရတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်ဒီ capacitor ပေါ့နော်ဒီ capacitor ရဲ့တန်ဖိုးကကျွန်တော်16 volt 10 microfarad ပေါ့နော်အဲ့ဒါလေးကျွန်တော်တိုင်းပြမယ်ကျွန်တော်မှလည်းဒါလေးပဲရှိလို့ကျွန်တော်ဒါလေးနဲ့ပဲစမ်းပြမယ်ဗျကျွန်တော်ဒီ capacitor တွေကိုမတိုင်းရင်သူက digit အရင်လောက်ရမယ်ပေါ့နော်digit လောက်ရမယ်ဆိုတော့ digit ဘယ်လိုလုပ်မလဲဆိုတော့ capacitor တင်းရင်ပေါ့နော်ဒါလေးအတေးလေးဆိုတော့ကျွန်တော်ဒါလေးနဲ့ပဲသူရဲ့အငုံနှစ်ခုကိုဒါလေးနဲ့ဟိုဟာထောက်လိုက်မယ်ပေါ့နော်နှစ်ခုလုံးတစ်ပြိုင်တည်းထောက်လိုက်မယ်ဆိုတော့ဒီမှာသူ့ထက်မှရှိတဲ့ဒီအဖိုးအားတွေကိုပေါ့နော်ကျွန်တော်ဖယ်ထိုးလိုက်မယ်ကျွန်တော်ခဏအမှန်ရအောင်ဆိုတော့ကျွန်တော်စပြီးမှတိုင်းလို့ရပြီအဲ့ဒါဆိုတော့တူလဲကျွန်တော်လက်နဲ့မထိပဲနဲ့ကျွန်တော်တိုင်းကြည့်လိုက်မယ်တူလဲဒီမှာ10 microfarad ဖြစ်တဲ့အတွက်ကြောင့်မို့သူက10ပေါ့နော်10ပြပါတယ်ဆိုတော့ဒီကောင်လေးမဆိုးပါဘူးနောက်တစ်ခုကကျွန်တော်တို့ဒီ continuity test ပေါ့နော်ဒီ continuity test လုပ်ဖို့ခုန setting ကိုပဲခုန setting အတိုင်းပဲပေါ့နော်ခုန setting အတိုင်းမှာကျွန်တော်ဒီ selection switch မှာခုနဟိုဟာရွေးလို့ပဲကျွန်တော်ထပ်ရွေးလိုက်မယ်ဒီမှာတိုင်းအုပ်ပြီးတော့ဒီမှာအတန်ပုံလေးပါတယ်ဗျဒီမှာအတန်ပုံစံလေးပါတယ်အဲဆိုတော့ဒီက continuity ဖြစ်ဖို့များတယ်စမ်းကြည့်လိုက်မယ်ဒီမှာအတန်မီလာပေါ့နော်ဒါဆိုရင်အဆက်တွေရှိရလို့ပြောပါပေါ့နော် continuity ဆိုတော့ဘယ်လိုတိုင်းရမလဲဆိုတော့ကျွန်တော်ဒီကျိုးကပြတ်နေလားမပြတ်နေလားပေါ့နော်ဒီကျိုးတစ်ချောင်းကပြတ်နေလားမပြတ်နေလားတော့တော်တော်လေးအတုံးဝင်ပါတယ်ဒီပစ္စည်းကျွန်တော်ဒီ MME ဓမ္မရေတော်တုံးကြရပါတော့ဆိုတော့ဒီမှာအနီကျိုးပေါ့နော်ဒီအနီကျိုးကဒီအနီကျိုးပေါ့နော်ဒီကျိုးကပြက်နေလားမပြက်နေလားဆိုတော့ကျွန်တော်ဒီမှာထောက်လိုက်မယ်ဆိုတော့ဒီကောင်ကဒီမှာအတန်မီလာပေါ့နော်အတန်မီလာဆိုတော့ဒီကျိုးကအဆက်တွေရှိရပေါ့နော်ဒီကျိုးကကျိုးအကောင်းပေါ့နော်အနက်ဆိုလည်းအဲ့လိုပဲအနက်ဆိုလည်းဒီမှာထောက်လိုက်မယ်အနက်ကျိုးကဒီတွားထားရဆိုတော့ကျွန်တော်ဒီမှာထောက်လိုက်မယ်ဆိုတော့ဒီအနက်ကျိုးလည်းကောင်းပါတယ်နောက်တစ်ခုကကျွန်တော်တို့ frequency ပေါ့နော် frequency ကိုတိုင်းမယ်ဒီမှာ hertz ပေါ့နော်အဲ့ဒါကိုကျွန်တော်ရွှေ့လိုက်မယ်ဒီမီတာမှာတော့ဘယ်လိုလာမလဲမသိဘူးဒါပေမဲ့ဈေးတက်တိုင်းမီတာကြီးဆိုတော့ frequency ကအရန်အဆင်မပြေတာများပါတယ်ဒီကောင်လေးတွေဘယ်လိုလာမလဲကျွန်တော်စမ်းကြည့်လိုက်မယ်ဗျဆိုတော့ကျွန်တော်ဒီမှာဒါ AC socket ပေါ့နော် AC socket ပေါက်ပါခုနဆိုတော့ကျွန်တော်ဒီဘက်မှာပဲထောက်လိုက်မယ်ဒီမှာက45 kHz ပေါ့နော်အဲ့တော့သူက49ပေါ့နော်ဆိုးတော့မဆိုးပါဘူးเนาะ49ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီ frequency က50ဆိုတော့ဒီကောင်က49ဆိုတော့ဒီမှာဒီကောင်တိတ်တော့မမှန်ဘူးည49ဆိုဓာတ်မ300ရွှေ့ရမှာဆိုဒီမှာ 0.5 နဲ့ပြဆို900ကျော်ဖြစ်သွားမှာဆိုတော့ဒီကောင်တိတ်တော့အဆင်မပြေဘူးပြ frequency ကကျွန်တော်ဒီလက်တိုင်းကြည့်လိုက်မယ်ဆိုတော့လေဒီမှာက0.50 ဝန်းကျင်တော့ပြရတယ်ဒီမှာသူကကီလိုကြီးပြနေတာဆိုတော့နည်းနည်းတော့ခေါင်းစားစရာပေါ့နော်အဲ့လိုလေးဖြစ်နေရဗျဆိုတော့ဒီ frequency ကတိတ်အဆင်မပြေဘူးလို့ပြောလို့ရတယ်ဗျဆိုတော့ကျွန်တော်စမ်းတဲ့ပုံပဲမားနေရလားပေါ့နော်ဒီ frequency ကိုကျွန်တော်ဒီမှာသူ့ရဲ့ user menu မှာကျွန်တော်ကြည့်လိုက်အောင်မယ်ဒီမှာကဒီမှာ frequency ပေါ့နော် frequency ကဟုတ်တယ်ကွာဟုတ်တယ်သူကအပေါက်ထဲပဲထည့်ပြီးကျွန်တော်စမ်းမှာပေါ့နော်ဒီ product နဲ့ချောင်းကိုဆိုတော့ကျွန်တော်စမ်းတဲ့ပုံစံတော့မမားပါဘူးဘာလို့လဲဆိုတော့နည်းဒီ model မြင့်တဲ့မီတာတွေမှာဒီ clamp meter ပုံစံပေါ့နော်ဒီ clamp AC current တိုင်းတဲ့ပုံစံဒီ clamp နဲ့ဒီကျိုးကိုတွားချိတ်ပြီးမှတိုင်းလို့ရတဲ့မီတာလည်းရှိနေလို့ပေါ့နော်ဆိုတော့ကျွန်တော်တိုင်းတဲ့ပုံစံကတော့သူပြောထားတဲ့အတိုင်းပါပဲဆိုတော့ဒီ frequency မှာတော့တိတ်အဆင်မပြေဘူးပေါ့နော်ဒီကောင်နောက်တစ်ခုကကျွန်တော်ဒီ current တိုင်းမယ်ပေါ့နော် current ကို AC current ကို DC current ကိုကျွန်တော်တိုင်းပြမယ် current တိုင်းမယ်ဆိုတော့ဒီ product တွေကိုတန်လန်းမထားပါနဲ့ product တွေကိုဖြုတ်လိုက်ဒီမှာတိုင်းပါ
ကျွန်တော်ဒီ AC current ကိုစအတိုင်းပြမယ်နော်အဲဆိုတော့ဒီကျွန်တော်ဒီ current ပေါ့နော် ampere နေရာကိုကျွန်တော်ဒီ selector switch လေးကိုလှည့်ရွှေ့လိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ DC ဖြစ်နေ DC ဖြစ်နေတော့ကျွန်တော်တို့က AC ပြောင်းမယ်ဆိုရင်ဒီမှာ set ပေါ့နော် set clock ကိုခုနကပြောင်းလို့ပဲကျွန်တော်နှိပ်လိုက်မယ်အဲဆိုတော့ဒီမှာ AC ဖြစ်သွားပြီ AC ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ current တိုင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီလှုပ်တစ်ခုရှိမှရမှာပေါ့နော်ဒီလှုပ်တစ်ခုဆွဲနေမှာဒီအောင် ampere တန်ဖိုးတက်မယ်ဗျဒီမှာလှုပ်မဆွဲဘူးဆိုရင်သူကဘာတန်ဖိုးမှတက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်လှုပ်တစ်ခုဆွဲလိုက်မယ်လှုပ်တစ်ခုကကျွန်တော်ဒီဒါဟိုဘက်မှာပန်ကာအတိလေးကျွန်တော်ချိန်ထားပါတော့ဒီဘက်မှာကင်မရာမှမမြင်ရတော့ဆိုတော့ဒီကျွန်တော်ပန်ကာလေးကိုဒီမှာ AC မှာလှုပ်ဆွဲလိုက်မယ်ပေါ့နော်လှုပ်ဆွဲလိုက်ပြီဆိုရင်ကျွန်တော်တို့မချိန်လိုက်ရင်မတန်ဖိုးတစ်ခုတက်လာပေါ့နော် 0.1 ပေါ့နော် 0.1 ampere တက်လာတယ်ပန်ကာအသေးလေးဆိုတော့ဒီဘက်မှာလည်းဒါ 0.1 ပဲပေါ့နော်ကျွန်တော်တို့ line မှာတိုင်း neutral မှာတိုင်းကျွန်တော်အတူတူပဲเนาะဟို current တန်ဖိုးအမှန်ကန်လေးပိုပြီးတိကျရကျင်တော့ဒီခွင်းကိုပေါ့နော်ခွင်းကိုဒီကျိုးရဲ့အလေကောင်တက်မှာထားတာတော့ပိုကောင်းတယ်ဗျဟိုနောက်တစ်ခုကတော့ကျွန်တော် DC current ပေါ့နော် DC current တိုင်းမယ်ဆိုရင်ဒီမှာ AC ဖြစ်နေတယ်ခုနဆိုတော့ကျွန်တော် DC ပြန်ပြောင်းဖို့ခုနခလုတ်ကိုပဲကျွန်တော်ပြန်နှိပ်လိုက်မယ် set clock ကိုပြန်နှိပ်လိုက်မယ် DC ပေါ့နော် DC ဖြစ်သွားပြီ DC တိုင်းမယ်ဆိုရင်ကျွန်တော်တို့ကအဓိကအရေးကြီးတာတစ်ခုကကျွန်တော်ဒီမှာ0တန်ဖိုးဖြစ်အောင်အရင်ညှိရမယ်ပေါ့နော်ဒီမှာကဏ္ဍတွေရှောက်ပြေးနေဆိုတော့တော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘေးနာတန်လိုက်ဆက်ကွင်းလေးကြောင့်ပေါ့နော် DC current ကိုတိုင်းမယ်ဆိုရင်ခုန AC မှာတော့ဒီကောင်ကဒီရှေ့ကဒီ jaw อ่ะပေါ့နော်ဒီ current transformer ဆိုတဲ့ metal နဲ့သူက ion ခံပြီးလုပ်ပေးရပါတော့ DC မှာကျတော့အဲ့လိုမဟုတ်ဒီထဲမှာကျွန်တော် sensor တစ်ခုပါတယ်အဲ sensor ကနေပြီးမှကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီတန်လိုက်ဆက်ကွင်းကနေထုတ်လာတဲ့ဘိုးတွေကိုဒီကောင် current ပုံစံပြန်ပြီး ion ခံပေးရပါတော့ဆိုတော့အဲ့ကောင်လေးကနည်းနည်း sensitive ဖြစ်တယ်ဗျာဆိုတော့ဒီကဘာမြေကြီးကထွက်လာတဲ့တန်လိုက်ဆက်ကွင်းလေးပေါ့နော်ပြီးတော့ဒီပတ်ဝန်းကျင်မှာရှိတဲ့ဒီတန်လိုက်ဆက်ကွင်းလေးကြောင့်သူကကဏ္ဍလေးတွေရှောက်ပြေးနေတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုညင်တော့အောင်ဒီမှာ zero adjustment clock ဆိုတာရှိတယ်ဒီမှာ RE လို့ခေါ်ရပြဒီ kilometer တွေမှာအဲ့လို RE လို့ပဲတော်တော်များရေးထားတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်နှိပ်ပြီးမှ0ဖြစ်အောင်ကျွန်တော်ချိန်လိုက်မယ်ဆိုတော့ဒီမှာ0ဖြစ်သွားပြီတစ်ချက်နှိပ်လိုက်ဆိုတော့ကျွန်တော်ဒီဟာလေးကိုစချိန်လိုက်မယ်ပေါ့နော်ဒီမှာ plus မှာကျွန်တော်ချိန်လိုက်မယ်ဆိုတော့ဒီမှာတွေ့လားမသိဘူးကျွန်တော်ဟိုကတော့ဘာမှတက်မှာမဟုတ်ဘာလို့ဆိုတော့ဘက်ထရီကအားရှိနေတော့ဒီကောင်က ampere တိတ်တက်မှာမဟုတ်ဒီမှာဒါအပေါင်းပေါ့နော်အနှုတ်ဆိုရင်တော့ကျွန်တော်တို့အဲ့တန်ဖိုးပဲတက်မယ်ခုနတန်ဖိုးတိုင်းမယ်ကျွန်တော်ဒီမှာတော့ဟိုပါပေါ့နော် minus လေးကျွန်တော်ပါလာမယ်ဗျအနှုတ်ဆိုရင်တော့ဒါ DC တိုင်းတဲ့ပုံစံအဲ့ပုံစံပါပဲကျွန်တော်စမ်းကြည့်ရတော့ဒီကောင်လေးကမစိုးဘူးလို့ပြောလို့ရတယ်ဒီ frequency တန်ဖိုးကလွှဲရင်အကုန်လုံး okay တယ်ဗျဆိုတော့ကျွန်တော်ဒီ club meter လေးကိုဘယ်လိုထင်လဲဗျသုံးမှုတဲ့လူရောရှိကြလားမသိဘူးရှိရင်လည်းကျွန်တော် comment box မှာကောင်းတာတွေဆိုးတာတွေဝင်ရောက်ဆွေးနွေးပေးပါအောင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တစ်ခါမှကျွန်တော်တွေ့ကြမယ်